အားလုံးပဲမင်္ဂလာပါခင်ဗျာကိုယ့်ရင်ထဲမှာရှိနေတဲ့သူပေါ့နော်ကိုယ်ဒီကနေထွက်ခွာသွားတဲ့သူပေါ့နော်ကိုယ့်ရဲ့ချစ်သူပဲဖြစ်ဖြစ်ရီးသားဟောင်းပဲဖြစ်ဖြစ်ပေါ့နော်ကိုယ့်ဒီကိုပြန်လာအောင်မလားဆိုတာကိုသိကြညာလားဗျာသိကြနေဆိုရင်ဒီနေ့မှာတော့ကျွန်တော်အနေနဲ့လုံမပြေးဖြစ်တာကြာပြီဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့ pick up ပိုင်းအစီအစဉ်လေးကိုကျွန်တော်အနေနဲ့ဒီနေ့မှာတင်ဆက်ပေးလဲရပါတယ်ဗျာကျွန်တော်တို့ကိုယ့်ရင်ထဲမှာရှိနေတဲ့သူပြန်လာမလားဆိုတာသိကြရင်သူ့ရဲ့မျက်နှာလေးကိုကျွန်တော်အနေနဲ့ခဏလောက်တွေးမယ်ပေါ့နော်တွေးပြီးသွားရင်သူ့ရဲ့နာမည်လေးကို3ချိန်3ခါရွေးဆိုမယ်ပြီးသွားရင်ဒီ reading လေးကငါတော့ဖြစ်ပါသေးဆိုပြီးတော့ pick up ဖိုင်လေးကိုရွေးပါဗျာဖိုင်1ဖိုင်2ဖိုင်3ရှိပါတယ်ဗျာကိုနှစ်သက်တဲ့ဖိုင်တစ်ခုခုကိုရွေးလိုက်ပါဗျာโอเคအဲ့ဒါဆိုရင်ကျွန်တော်အနေနဲ့ရွေးပြီးသွားပြီလို့ကျွန်တော်ထင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ဖိုင်1သမားလေးတွေကိုကျွန်တော်တို့အနေနဲ့စပြီးတော့ကြည့်ကြရအောင်အဲ့တော့ဒီဖိုင်1သမားလေးတွေကပေါ့နော်ဒီလို2ယောက်ကြားထဲမှာတကယ်တမ်းကျတော့ကျွန်တော်အနေနဲ့မေတ္တာမရှိတော့တာမဟုတ်ဘူးပေါ့နော်သိရမလားကိုနဲ့သူနဲ့ကြားမှာသိရမလားဒေါသလေးယောက်ပြောလိုက်တဲ့စကားတစ်ခွင်းဒါမှမဟုတ်ဒီလိုကြားလူကြောင့်ပေါ့နော်ဒီလိုကြားလူတွေရဲ့တွေးထိုးစကားတွေပဲဖြစ်ဖြစ်ကြားလူတွေရဲ့ဆွဲဆောင်မှုတွေကြောင့်ဖြစ်ဖြစ်ပေါ့နော်ဒီလိုမျိုးတွေနားလည်မှုတွေလွဲပြီးတော့လမ်းခွဲခဲ့ကြတဲ့အနေအထားကိုတော့ကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်သိရမလားကိုနဲ့သူနဲ့ကြားမှာမာနတွေပြိုင်ဆိုင်ပြီးတော့ပေါ့နော်သိရမလားစာမပို့ဖုံးမဆက်သိရမလားဒီလိုမျိုးအခြေအနေတွေအခုလက်ရှိမှာရှိနေရတဲ့အနေအထားကိုတော့ကျွန်တော်အနေနဲ့တော့တွေ့ရတယ်ပေါ့နော်အဲ့တော့သူရောတင်ရောပေါ့နော်ဒီနှစ်ယောက်စလုံးကတော့စိတ်ထဲမှာအခုလက်ရှိကတော့မနှမ်းပြောရရင်တော့ပျော်မနေတဲ့အနေအထားကိုတော့တွေ့ရတယ်ပေါ့နော်သူကလည်းတင့်အကြောင်းတွေကိုခဏခဏစဉ်းစားနေတယ်လို့ပေါ့နော်ကျွန်တော်အနေနဲ့ social media တွေမှာဆိုလည်းတင့် account တွေကိုပေါ့နော်လိုက်ပြီးတော့ခိုးကြည့်နေတတ်တယ်ပေါ့နော်စုံစမ်းထောက်လှမ်းနေတာတွေကိုတွေ့ရပါတယ်ဗျာသူအနေနဲ့ကစကားလှမ်းပြောခြင်းပြီးမယ်လဲပေါ့နော်သူအနေနဲ့မာနာလေးတော့အနှဲငယ်ခံနေတဲ့အနေအထားလေးကိုတော့တွေ့ရပါတယ်ဗျာအဲ့တော့ပြန်လာမလားဆိုရင်တော့ပြန်လာဖို့ຢာခိုင်လုံးနေအများကြီးရှိပါတယ်ဗျာအဲ့တော့မကြာမီရက်ပိုင်းတွင်ပေါ့နော်တစ်လအတွင်းမှာဒီ video ကိုမြင်ပြီးတော့တစ်လအတွင်းမှာပေါ့နော်သူကိုယ်တိုင်စာလှမ်းပို့တာမျိုးတွေဒါမှမဟုတ်အကြောင်းအရာတစ်ခုခုကိုပြပြီးတော့ပေါ့နော်ကျွန်တော်အနေနဲ့ပြန်ပြီးတော့ဆက်သွယ်လာပါလိမ့်မယ်ဗျာတပြေးချရမယ့်အချိန်တွေမကြခင်မှာကုန်လွင်တော့မှာပါလို့ကျွန်တော်အနေနဲ့ပေါ့နော်ဒါမင်္ဂလာသတင်းစကားလေးပါလိုက်ရပါတယ် congratulation ပါဖိုင်1သမားလေးတွေတော့နော် okay အဲ့တော့ကျွန်တော်အနေနဲ့ဖိုင်2လေးကိုဆက်ကြည့်လိုက်ကြရအောင် Oh my god ကျွန်တော်တို့အနေနဲ့ပေါ့နော်ဒီလိုမျိုးတွေဒီဆက်ဆက်ရေးမှာပေါ့နော်ကျွန်တော်အနေနဲ့ကိုယ့်ဘက်ကပဲအမြဲတမ်းအလျှော့ပေးပြီးတော့ပေးဆက်ခဲ့ရတာတွေများတဲ့အနေအထားတွေကိုတွေ့ရပါတယ်ဗျအချင်းချင်းကိုယ့်ဘက်ကနေပြီးတော့သူ့ကိုပေါ့နော်ကိုယ့်ဘက်ကချစ်တော့ကြတော့မပြတ်နိုင်တော့ကြတော့ပေါ့နော်အခွင့်အရေးတွေအချင်းချင်းပေးခဲ့ပြီမဲ့ပေါ့နော်သူကတော့တင်းရဲ့တန်ဖိုးကိုအပြေဝနားမလဲတာမျိုးတွေတင်းကိုပေါ့နော်ဒီလိုမျိုးတွေတင်းရဲ့ချစ်ချင်းမြတ်တာတွေကိုမထီမဲ့မြင်ပြုတာမျိုးတွေဒါမှမဟုတ်တင်းကိုစိတ်ဆင်းရအောင်ပေါ့နော်ခဏခဏလုပ်ခဲ့ဘူးတဲ့အနေအထားတွေကိုတွေ့ရတယ်ပေါ့နော် maybe ကျွန်တော်အနေနဲ့အဓိကဆိုတော့ချေမငြိမ်တာမျိုးတွေတပ်ပါတင်ရှိတာမျိုးတွေနောက်ွယ်မှာရှုပ်တာမျိုးတွေသိရမလားဒါမှမဟုတ်ကိုယ့်အပေါ်မှာဖုံးကွယ်ထားတာမျိုးတွေကိုနာကျင်ရအောင်ခဏခဏလုပ်ခဲ့ဘူးတဲ့ connection တွေကိုတော့ကျွန်တော်အနေနဲ့သွားပြီးတော့တွေ့ရပါတယ်ဗျအခုလက်ရှိမှာတော့မနိုင်ပြောရင်တော့သူကတော့သူ့ဘဝနဲ့သူပေါ့နော်အစဉ်ပြေနေပြီးတော့တင်းစီကိုပြန်လာဖို့ဆိုတာတဲ့သူ့ရဲ့အလိုတွေစန္ဒတွေကိုပဲသူ့အနေနဲ့ဦးစားပေးနေတဲ့အနေအထားကိုတော့ကျွန်တော်အနေနဲ့တွေ့ရတယ်ဗောနော်အဲ့တော့သင်ကိုယ်တိုင်ကလည်းမှန်တိုင်းပြောရင်သူ့ကိုမျှော်လင့်နေရတာမောနေပြီဆိုတာကျွန်တော်အနေနဲ့ကတော့တွေ့ရပါတယ်ဗျာနော်အဲ့တော့ပြန်လာမလားဆိုရင်တော့အမှန်တိုင်းကျွန်တော်အနေနဲ့ပုံမှန်လေးပြောရမယ်ဆိုတော့ဗောနော်သူပြန်မလာတာကတော့ဖိုင်ထူးလေးတွေအတွက်ကံကောင်းခြင်းတစ်ခုလို့ပဲကျွန်တော်အနေနဲ့ပြောချင်တယ်ဗောနော်အဓိကသိရမလားကျွန်တော်တို့ဝိတုစာအုပ်တွေဖတ်တယ်လို့ပေါ့နော်ကိုကစာရွက်အဟောင်းတစ်ခုကိုလှန်လိုက်မှသာရင်ပေါ့နော်စာမျက်နှာအသစ်ကိုကျွန်တော်တို့အနေနဲ့ဖတ်လို့ရမှာဖြစ်ပါတယ်ဗျာအဲ့တော့ကိုကသူ့ကိုပေါ့နော်ညှော်လင့်နေမယ်အစားပေါ့နော်တင်ကိုတင်ဆက်လက်ထားပြီးတော့ကိုချစ်ပေးလိုက်ပါမကြမီပေါ့နော်တင်ကိုတကယ်ကိုတန်ဖိုးထားမဲ့သူတယောက်တင်ကိုတကယ်ကိုမေတ္တာတင်မေတ္တာမှန်နဲ့ပေါ့နော်ချစ်ပေးမဲ့လူတယောက်တင်ကိုတန်ဖိုးထားမဲ့သူတယောက်ပေါ့နော်တင်းရဲ့ဘဝတွေကိုကျွန်တော်တို့အနေနဲ့သက်ဆန်းကဲ့ရဲ့အနာကြီးရပါတော့တင်းစီကိုအမောင်ကိုခွင်းပြီးတော့အလင်းကိုဆောင်မှုတော့ဗောနော်တင်းဘဝတွေကိုမကြခင်မှာဝင်ရောက်လာမှုရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်အနေနဲ့ပြန်လာတာမလာတာတဲ့လွတ်ချလိုက်ပါတော့လို့ပဲကျွန်တော်အနေနဲ့ဒါတော့အကြံပြုပြီးတော့တိုက်တွန်းလိုက်ပါတယ်ဗျာအဲ့တော့ဖိုင်3သမားလေးတွေတော့ကြည့်ကြရအောင်ဖိုင်3သမားလေးတွေဟိုဒီဖိုင်3သမားတွေကဗောနော်ကျွန်တော်တို့ဒီနှစ်ယောက်ကြားထဲမှာကဟို
အချစ်တွေနဲသွားလို့သိရမလားဒီလိုပြဿနာကြီးတွေကြောင့်ရေလို့တော့သိရမလားမဟုတ်ဘူးဗျာသိရမလားmaybe ကတော့ကျွန်တော်အနေနဲ့အလောက်ကင်ကိစ္စတာမျိုးတွေတော့ဒါမှမဟုတ် ADRS တွေပေါ့နော်ဒီလိုအနေဝေးတွေရတာမျိုးတွေဒါမှမဟုတ်မိသားစုအခြေအနေတွေကြောင့်ဒါမှမဟုတ်ပတ်ဝန်းကျင်အတိုင်းဝိုင်းတွေကြောင့်ပေါ့နော်ဒီလိုမျိုးတွေပေါင်းစပ်လို့မရတဲ့အနေအထားမျိုးတွေကြောင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ဆက်သွယ်ကျဲပြီးတော့ပေါ့နော်ကျွန်တော်အနေနဲ့ဝေးကွာသွားတဲ့အနေအထားတွေတွေ့ရပါတယ်ဗျာတချို့ကြတော့လဲဟိုဘယ်လိုပြောမလို့တယောက်နဲ့တယောက်ပေါ့နော်ဒီလိုမျိုးတွေဟိုကြားကနေပြီးတော့သွေးခွဲစကားတွေတော့၎င်းပုံဝန်းကျင်အတိုင်းဝိုင်းတွေကြောင့်၎င်းပေါ့နော်ကျွန်တော်တို့အကြောင်းအရာတစ်ခုခုကြောင့်ပေါ့နော်နှစ်ယောက်စလုံးအနေနဲ့စိတ်တန်ရာကြီးကြီးမားမားတွေရရှိခဲ့ကြတဲ့အနေအထားမျိုးတွေကိုကျွန်တော်အနေနဲ့တွေ့ရတယ်ဗျအဲ့တော့အခုလက်ရှိအချိန်မှာဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့သူကတော့သူ့ရဲ့ဘဝသူ့ရဲ့အလုပ်နဲ့ပဲသူ့တာဝန်နဲ့ပဲသူကတော့ AC အာယုံဆိုင်နေတဲ့အနေအထားကိုတော့ကျွန်တော်အနေနဲ့တွေ့ရတယ်ပေါ့နော်ဒါပေမဲ့အမှန်တိုင်းပြောတာဒါကတော့သင်ကိုမေ့သွားတာမဟုတ်ပါဘူးကြာဒါပေမဲ့သူ့ဘက်ကနေကြည့်မယ်ဆိုတော့ဗောနော်ကျွန်တော်အနေနဲ့ငါတို့ပြန်စလို့ရပါဦးမလားသိရမလားဒီလိုမျိုးတွေတန်တရားတွေကြောက်ရွံ့တဲ့စိတ်တွေသူပြန်ပြီးတော့ထပ်ပြီးတော့နာကျင်ရမှာစိုးတယ်ဗောနော်ဒီလို trauma တွေကြောင့်မလို့ကြောက်ရွံ့နေတဲ့စိတ်တွေသူ့ဘက်မှာရှိနေတဲ့အနေအထားကိုကျွန်တော်အနေနဲ့တွေ့ရပါတယ်ဗျအဲ့တော့သူလည်းပြန်ပြီးတော့စုံနိုင်မလားဆိုရင်တော့အမှန်တိုင်းပြောရင်တော့ကျွန်တော်တို့အနေနဲ့ဒီ2ဆော့ဝင်း energy ရကြအောင်လို့ကျွန်တော်အနေနဲ့ချက်ချင်းကြီးတော့ပြန်လာမယ့်အနေအထားတော့မရှိပါဘူးဗျဒါပေမဲ့တော့ကျွန်တော်we of fortune ကရပါတော့မလဲမသိရတော့ပြန်လဲစုံတွေ့မဲ့နမိတ်လက္ခဏာတွေတော့ရှိပြီမို့နော်ချက်ချင်းကြီးတော့ပြန်ပြီးတော့မလာသေးပါဘူးအချိန်တစ်ခုတော့စောင့်ရဖို့တော့ရှိပါတယ်ဗျအဲ့တော့သူနဲ့တင်နေပေါ့နော်ဒီလိုမျိုးတွေပြန်ပြီးတော့အစင်ပြေခြင်းနေဆိုရင်ပေါ့နော်ကျွန်တော်တို့နှစ်ယောက်စလုံးဘက်ကနေပြီးတော့ကျွန်တော် we of fortune ကရဲ့ energy အရာပေါ့နော်နှစ်ယောက်စလုံးအချိန်နေရပေါ့နော်ဒီလိုမျိုးအခွင့်အရေးတွေကိုပြန်ပြီးတော့ကျွန်တော်အနေနဲ့ပြန်ပြီးတော့ကိုက်ညီအောင်လို့ပြန်ပြီးတော့ပေါ့နော်ကျွန်တော်အနေနဲ့စောင့်ရမှာဖြစ်ပါတယ်ဗျကျွန်တော်ပြောသလိုပေါ့နော်အချိန်လေးခဏတော့စောင့်ရမယ်ကိုယ်စိတ်ကိုရှော့ပြီးတော့ဘာလို့သူ့ဘက်ကနေပြန်ပြီးတော့စလာမယ်အချိန်ကိုယ့်ဘက်ကနေပြီးတော့အေးအေးဆေးဆေးလေးစောင့်ပေးထားဖို့လိုအပ်ပါတယ်လို့တွေးရပါတယ်ဗျအဲ့တော့ကျွန်တော်အနေနဲ့ဘာလို့ဒီနေ့မှာကျွန်တော်မလုပ်ပေးရကြပြီဖြစ်တဲ့ pick up ပိုင်းလေးကိုကျွန်တော်ရဲ့ပရိသတ်တွေတော့ကျွန်တော်အနေနဲ့အထူး reading တစ်ခုအနေနဲ့ကျွန်တော်ဟောပြောပေးလိုက်ရတာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ reading လေးကိုသဘောကျနှစ်သက်တယ်ဆိုရင်ကျွန်တော်ရဲ့ account လေးကို follow မလုပ်ရသေးဘူးဆိုလည်း follow လေးလုပ်ခဲ့ပါအောင်ဒီ video လေးကိုလည်း like and share လေးလည်းလုပ်ပေးပြီးတော့ကျွန်တော်ဟောတာမှန်လားမမှန်ဘူးလားဆိုတာလည်း comment ပေးပြီးတော့မှတ်ချက်လေးတွေဝေဖန်အကြံပြုရေးသားပေးခဲ့ကြပါအောင်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာနဲ့ချစ်ချင်းမြတ်တာတွေတွေ့ကြပါစေဆက်သွယ်ပြည့်နေတဲ့သူတွေပြန်လေရောက်ရှိကြပါစေကျွန်တော်နာမည်တားတော့ပိုင်းမင်းအကဖြစ်ပါတယ်ခင်ဗျာ